ပေကန်တရားမဟုတ်ကြောင်းလူများသိအောင်ရှင်းပြလာတဲ့သူရိမြင့်ခန့်ကတော့အကယ်ဒမီရွှေကြိုရွေးပွဲကလေးကပြည်သက်ကြားမှာအမြင့်ကတ်ခံရဆုံးဆယ်လီတယောက်ဖြစ်လာတာပါမထော်မနှမ်းစကားတွေနဲ့အမြဲလိုပွဲရှာတတ်တာကြောင့်ပြည်သက်ကသူရိမြင့်ခန့်ဆိုရင်မကြည့်ကျင်လောက်ကိုအမြင့်ကတ်နေကြတာဖြစ်ပါတယ်နာမည်ကြီးဖို့ရင်လူမုန်းခံနေရတဲ့သူရိမြင့်ခန့်ကလူများဝေဖန်စရာဖြစ်နေခဲ့တာပါပြီးခဲ့တဲ့တလုံးလုံးကလည်းဒါရိုက်တာညိုမင်းလွင်ကိုရန်ရှာတဲ့စကားတွေနဲ့ပွဲတီခဲ့ပြီးပြဿနာတွေဖြစ်ခဲ့ကြသေးတာဖြစ်ပါတယ်ဒီလိုဒါရိုက်တာညိုမင်းလွင်ကိုပွဲတီပြီးပြဿနာရှာပြီးတဲ့ပြင်သိမကြခင်မှာပဲဒါရိုက်တာညိုမင်းလွင်စစ်စစ်ကဲဖြတ်နေတဲ့တရုတ်ဆောင်ပြိုင်ပွဲမှာလည်းဝင်ရောက်ရှင်ပြိုင်လာတာပါဒါဟာဒါရိုက်တာညိုမင်းလွင်ကိုမျက်နှာပြောင်တိုက်တယ်လို့ဖြစ်နေတာကြောင့်ဒါရိုက်တာညိုမင်းလွင်လည်းစိတ်ဆိုးဒေါသထွက်ခဲ့ရတယ်လို့ပြည်သက်ရဲ့ဝေဖန်မှုတွေလည်းသူရိမင်းခန့်တယောက်ပိုရလာခဲ့ပါတယ်သူရိမင်းခန့်လို့ပြောရရင်ဘယ်သူမှမကြည့်ပြချင်တယ်လို့ပြိုင်ပွဲဝင်လှုပ်ဖော်ကိုင်မတ်တွေကတော့အဖက်မလုပ်ချင်တဲ့ဘဝကိုရောက်လာခဲ့တာပါလက်ရှိရှင်ပြိုင်နေတဲ့ Superstar Academy တရုတ်ဆောင်ပြိုင်ပွဲမှာလည်းသူရိမင်းခန့်ကအပေကံဘဝကိုရောက်လာခဲ့ပါတယ်။ Superstar Academy ပြိုင်ပွဲကဒါရိုက်တာညိုမင်းလွင်အေးမြတ်သူမေတ္တနုတို့ကအကဲဖြတ်တိုင်နေနဲ့ပါဝင်ပြီးတက်သစ္စာတရုတ်ဆောင်တွေကိုမွေးထုတ်ပေးမဲ့အစီအစဉ်ကောင်းတစ်ခုဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုတရုတ်ဆောင်ဖြစ်ခြင်းလို့အယူမှုစူးစမ်းနေတဲ့သူရိမင်းခန့်ကလည်းလာရောက်ရှင်ပြိုင်ခဲ့တာပါ။ဒီပြိုင်ပွဲမှာအုပ်စုလိုက်စံညွှန်းတွေဖတ်ပြီးတရုတ်ဆောင်ရတဲ့အခန်းကဏ္ဍလေးပါဝင်နေခဲ့တာပါ။ဒီလိုဆုလိုက်ရှင်ပြရတဲ့အခါမှာလေသူရိမဲခန့်ကစံညွှန်းတွေ dialogue တွေကိုလူဖတ်တတ်တဲ့အကျင့်ရှိတာပါဒီလိုကျင့်နေကြောင်းလည်းရှီလုံးကဖြစ်ပျက်ခဲ့မှုတွေမထော်ပနန်းဖြစ်စဉ်တွေကြောင့်အဖွဲ့ဝင်တွေကသူရိမဲခန့်ကိုအဖွဲ့ကနေထုတ်ပေးဖို့တောင်းဆိုလာကြပါတယ်အဖွဲ့ဝင်ချင်းချင်းစမပြေရင်အဖွဲ့ချင်းလေးပေးရဲ့အစီအစဉ်ရှိပေမဲ့သူရိမဲခန့်ရဲ့အဖွဲ့ကအဖွဲ့ဝင်တွေကတော့သူရိမဲခန့်ကိုထုတ်ပစ်ဖို့ပါဆုံးဖြတ်ခဲ့ကြတာပါသူရိမင်းခန့်လေသူ့မလိုလားတဲ့ဖွဲ့ဝင်တွေနဲ့အလုပ်တူတူမလုပ်ချင်ဘူးဆိုလို့ဆုံးဖြတ်ပြီးအဖွဲ့ကနေထွက်ဖို့အကဲဖြတ်တိုင်းတွေကိုပြောခဲ့ပါတယ်။ဒါပေမဲ့အပေကံဘဝရောက်နေတယ်လို့ဖြစ်နေတဲ့သူရိမင်းခန့်ကိုဘယ်အဖွဲ့ကမှလက်မခံချင်ကြပါဘူး။ဒါကြောင့်သူရိမင်းခန့်တယောက်လည်းစိတ်မကောင်းဖြစ်ပြီးတိမ်ငယ်သွားခဲ့ရပါတယ်။စင်ပေါ်မှာတင်အရှိန်ရောက်သွားခဲ့ရပြီးမဲ့လက်ကျန်မာနာနဲ့ဟန်မပြတ်နေခင်ရတာပါ။သူ့ဘယ်ဖွဲ့ကမှမလို့ခြင်းလို့အပေကံဆိုပြီးတော့သတင်းတွေထွက်လာခဲ့ပြန်ပါတယ်။ဒါပေမဲ့သူရိမင်းခန့်ကတော့သူကအပေခံတရားမဟုတ်ဘူးဆိုတာကိုအင်တာဗျူးတွေမှာဖြေရှင်းလာခဲ့တာပါအပေခံဆိုတဲ့စကားကသူ့ကိုအောက်ဆုံးထိရောက်ထိုးနှက်တဲ့စကားဖြစ်တာကြောင့်အပေခံလို့ပြောသူတွေကိုသူ့အနေနဲ့တီးမခံမဲ့လက်တုံ့ပြန်သွားမယ်လို့လည်းပြောလာခဲ့ပါတယ်အရင်ကဘလို့အကြောင်းတွေကြောင့်သူ့ကိုအမြင်ကကြပါစေသူကလည်းစူးစမ်းနေစေလူငယ်တယောက်ဖြစ်တာကြောင့်အောက်ဆုံးထိရောက်မထိုးနှက်ဖို့မြစ်တာရက်ခံလာတာပါသူရိမင်းခန့်ကသူမခဲ့တဲ့တိတ်ကာမတွေကိုခဏခဏတူးဆွဖွေမိ 우 ပဲနားလေပေးကြဖို့လဲတောင်းဆိုလာခဲ့ပါတယ်မိဘလူကျွေးနေတဲ့တားတယောက်ဖြစ်တာကြောင့်သူ့ကိုခွင့်ရေးပေးတင်ကြောင်းလဲသူရိမင်းခန့်ကပြောလာခဲ့တာဖြစ်ပါတယ်အဖေခံစီးမှုဝင်ချင်တာကြောင့်အဖေခံမဟုတ်ကြောင်းဖြေရှင်းလာတဲ့သူရိမင်းခန့်နဲ့ပတ်သက်ပြီးပြည်သက်တို့ရဲ့အမြင်ကိုလည်းပြောခဲ့ပေးကြပါဦးနော်